မင်္ဂလာပါရှင်သွေးတိုးယောဂကိုသွေးကြစေသွေးထိပ်စီတစ်မျိုးလေးနဲ့မဟုတ်ဘဲနဲ့တခြားသောနည်းလမ်းတွေနဲ့လည်းထိန်းလို့ရတယ်ဆိုတဲ့အကြောင်းကိုသွေးတိုးယောဂအကြောင်းသိကောင်းစရာများဆိုတဲ့အရှိဗီဒီယိုလေးတွေမှာတင်ထားတာမို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်နောက်ဆုံးချက်အနေနဲ့ကတော့သွေးပေါင်ချိန်ကိုဘယ်လိုမှန်ကန်အောင်တိုင်းတာရမလဲဆိုတဲ့အချက်ကိုရှင်းပြမှာပဲဖြစ်ပါတယ်ရှင်သွေးပေါင်ချိန်မတိုင်းခင်အနည်းဆုံးမိနစ်30ခန့်မှာကဖိန်းတက်ပါတဲ့အချူရည်တွေကော်ဖီတွေလက်ဖက်ရည်တွေကိုတောက်သုံးခြင်းကိုရှောင်ရှားပေးရပါမယ်စီလီတောက်တာအရက်တောက်တာတွေကိုလည်းရှောင်ရှားပေးရပါမယ်ပြီးတော့ပြင်းပြင်းထန်ထန်လေးကျင့်ငယ်လုပ်တာမျိုးကလည်းရှောင်ရှားသင့်ပါတယ်ရှင်သွေးပေါင်ချိန်တိုင်းတော့မယ်ဆိုရင်အနည်းဆုံး9မိနစ်လောက်ကတော့အနားယူပေးရပါမယ်သွေးပေါင်ချိန်တိုင်းတဲ့ခါမှာမိမိလက်မောင်းနဲ့ကိုက်ညီရဲ့လက်ပတ်ကိုရွေးချယ်သုံးဆွဲရပါမယ်ပြီးတော့တိုင်းတဲ့ခါမှာလည်းစက်နဲ့နှလုံးကိုတစ်ချမ်းနဲ့ထားပြီးတော့တိုင်းပေးရမယ်စက်ကိုရွေးချယ်တဲ့ခါမှာလည်းမျိုးစားကောင်းတဲ့ brand ကိုသာတေချာသုံးဆွဲစီလိုပါတယ်ရှင်မတိုင်းခင်မှာလည်းစက်ကိုအားရှိမရှိတေချာစစ်ဆေးရပါမယ်ဘာကြောင့်လဲဆိုတော့ဘက်ထရီတွေကအားနေပြီးတဲ့အခါကျတော့သွေးပေါင်ချိန်ရလက်ကမှားတာမျိုးတွေဖြစ်တတ်တာမို့ပါရှင်အရှိမပြောခဲ့တဲ့အချက်တွေအပြင်ဒီသွေးပေါင်ချိန်တိုင်းမယ်ဆိုလို့ရှိရင်အနည်းဆုံး2ကြိမ်ကို10မိနစ်စီချပြီးတဲ့အခါကျတော့တိုင်းမှသာမှန်ကန်တဲ့သွေးပေါင်ချိန်ရလက်ကိုရရှိမှာဖြစ်ပါတယ်ရှင်ကဲခုဆိုလို့ရှိရင်သွေးတိုးယောဂနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံသိသွားပြီးလို့ယူဆတာဖြစ်တဲ့အတွက်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်